အားလုံးပဲမင်္ဂလာပါဗျာသူသိကမောင်တဲ့နဲ့ကြိုးဆိုပါဒါတော့တောင်ဝင်ညီမလေးဒီ 5 မောင်လေးဖြစ်ပါတယ်ခင်ဗျသွားလေးပေါ့ဗျာအကြောင်းတောင်ဝင်လေးထွက်လာပြီးတော့ဒါကျွန်တော်တက္ကသိုလ်ရိပ်သာလမ်းနဲ့ကဘာဖျားလမ်းမှာတက်လာပါတော့ကဘာဖျားလမ်းပေါ်နေမှာ short မီ short တာနော်ကဘာဖျားလမ်းပေါ်နေမှာခုဒါ10မိုင်အောင်ရောက်နေဖြစ်ပါတယ်လေးတင်ထားဒါတော့ရှမိုင်လမ်းဆိုမှာတက်သွားရင်ကြိုက်ဝန်းဖျားလမ်းနေပြီးတော့တမိုင်းနဲ့ကျွန်တော်လိုင်းသာပေါ်သွားတဲ့လမ်းဖြစ်ပါတယ်တက်သွားရင်ရှမိုင်မှာကကဘာဖျားလမ်းဆုံးသွားပြီနော်ဒါရှမိုင်လမ်းဆိုမှာဒီကနေမှဘဲကိုချိုးပြီးတော့ပြည်လမ်းကိုတက်မှာဖြစ်ပါတယ်80 point ကျွန်တော်ပါရမီလမ်းနဲ့ကျွန်တော်စုံတဲ့နေရာပဲပြည်လမ်းနဲ့စုံတဲ့နေရာနော်ခုနချော်ရန်ကကြတော့ပါရမီလမ်းနဲ့ကဘာဖျားလမ်းနဲ့စုံတဲ့နေရာဒါ80 point နော်တော့ညာချိုးဘဲချိုးပါရမီလမ်းပဲတော့ညာချိုးရရင်တော့သူကဟိုပဲဘရင်အောင်ပဲသွားတာဘဲချိုးရရင်ဘေလီထိပ်တောင်းလာဘေလီထိပ်ပဲနော်တက်ပဲသွားကြတော့ရှေ့က point အကြတော့ကျွန်တော်ကန်လန် point လို့ပြောတယ်နော်ကန်လန်ထိပ်က point နော်သူကကျတော့ကန်လန်နဲ့ဝင်သွားရင်ဟိုဘက်အင်းစိန်လမ်းမှာပြန်ပေါက်တာဟိုဘက်လဲတန်းနေသွားတဲ့အင်းစိန်လမ်းမှာပြန်ပေါက်တာနော်ကန်လန်ဒါကန်လန် point short chain နဲ့ထိပ်ဒါကြတော့ဒီ point ကြတော့ကျွန်တော်အင်းရလန် point နော်အင်းရလန် point ကတော့ကျွန်တော်တို့ဒါဘယ်ဘက်ချိုးသွားရင်အင်းရလန်နဲ့ဝင်သွားတာပေါ့နော်အင်းရလန်ဟိုဓမ္မစိတီလမ်းဒီပေါက်တယ်နော်တော့ကျတော့ပြည်လမ်းတိုင်းပဲတည့်သွားမယ်ဒီဘက်ညာဘက်နှစ်ကျော် free ကျော်နော်ပြည်လမ်းတိုင်းတည့်သွားတယ် free ကျော်ဆိုတာဘယ်လိုသိနိုင်လဲဆိုတော့အဲ့မှာမြင်းပိတ်မရှိဘူးကမ်းလက်မြက်မြင်းပိတ်အကျန်းအပြင်းအားဖြင့်တော့အဲ့လိုပဲမှန်နော်ကမ်းလက်မြက်မြင်းပိတ်မရှိဘူးမှာစီးကိုဆွဲပေးထားတဲ့တဲ့နော်အဲ့ဒါဆိုရင် free ကျော်ပေါ့နော်ဒါတော့ကျွန်တော်လဲလန်းတတာကိုအောက်ထဲညာဘက်ယူပြီးတော့အောက်ထဲဝင်သွားရင်လဲလန်းမီ point ပေါ့နော်လဲလန်းမီ point ကနေညာဘက်ကိုချိုးရင်ကျွန်တော်တို့ဒီကူရဟန်သားတို့ဘာလို့ပဲနော်စင်မလိုက်ဘက်နော်စင်မလိုက်ဘက်ကိုသွားတာဘယ်ဘက်ချိုးရရင်တော့ကျွန်တော်တက္ကသိုလ်ရိပ်သာလမ်းနော်တက္ကသိုလ်ရိပ်သာလမ်းနေပြီးတော့ဟိုဘက်ကျွန်တော်တို့ဟိုနာရန်ကင်းစန္ဒာဘက်ထိပေါက်တယ်နော်တော့ကဘာအေးဖျားလမ်းကုတ်ကိုင်းတတာကနေရန်ကင်းစန္ဒာထိပေါက်တယ်တက္ကသိုလ်ရိပ်သာလမ်းဒါကျွန်တော်တဲပဲတော့မယ်လဲလန်းတတာပေါ့ဒါတော့ဟန်သားရီဝိုင်းနော်ဟန်သားရီဝိုင်းညာဘက်ချိုးဝိုင်းဟန်သားရီလမ်းပေါ့နော်ဟန်သားရီလမ်းနေမှာကျွန်တော်ဟိုဘက်ဒီပပိုလမ်းလို့နော်တော့အယိုးစေးအောင်လို့ပေါ့သွားတာနော်တော့ဘင်းအောင်လမ်းပေါ်အထိပေါက်တယ်နော်အဲ့ဒီကဘယ်ဘက်ကတော့ကျွန်တော်ဥပိ္ပစာလမ်းပေါ့နော်ဥပိ္ပစာလမ်းတော့မြို့ထဲအထိပေါက်တယ်လေးတင်တာကြည့်ရှင်းနေတော့ဝင်အလဲဝင်မယ်အလဲတိုင်းလေးပတ်ပြီးတော့ဖြည်းပတ်ညာဦးစင်ကနေပြညာဦးစင်ကနေပြအဲ့ဒီစီတိုင်းထွက်အလဲတိုင်းထွက်အဲဒီရထွက်โอเคအဲ့ဒီအလဲစီတိုင်းထွက်ရတယ်စင်ကနေဟိုလိုက်ပြီးတော့အသေးတိုင်းလိုက်မဖြုတ်နဲ့စင်ကနေကကျွန်တော်တို့ဒီမှာ stable ဖြစ်သွားပြီကားငြိမ်သွားပြီဆိုအခုမှဖြုတ်လိုက်ရတယ်နော်ဟိုစင်တော့ကားကွေ့နေတော့မှစင်ကနေကိုလိုက်ဖြုတ်ကြမလို့နော်ပြထားရတယ်နော်ဟိုတချို့ဆိုတောက်ချောက်မေ့ပြီးတော့ပြလက်ဆိုင်နဲ့သွားနေတဲ့ကားတွေတော့ရှိတယ်နော်ဟိုကပိတ်တော့ပိတ်ရမယ်ဒါပေမဲ့အသေးတန်ကြီးလိုက်ပိတ်ကြမလို့နော်အရှိအမြင်းဒီကုန်းတရားဝတ်တက်မှာကျွန်တော်နော်ဟုတ်မြင်းဒီကုန်းကကျတော့ညာချိုးဝိုင်းပါခဲ့ရလမ်းပေါ့နော်ပါခဲ့ရကြောက်ကနေပြီးတော့ဘရင်အောင်လမ်းပေါ်တဲ့ပဲသွားတာပဲနော်ကြီးမြင့်နိုင်ကန်နာလို့ခေါ်တော့ဗောဘရင်အောင်လမ်းတော့မဟုတ်တော့တော့ကြီးမြင့်နိုင်ကန်နာကိုပေါက်တာနော်ဟုတ်တော့ဘယ်ဘက်ချိုးဝိုင်းတော့ဓမ္မစီတီ point နော်မြင်းဒီကုန်းအောက်ကတရားအောက်ကမြင်းဒီကုန်း point နော်ရှင်စောဘူးလမ်းလို့ဓမ္မစီတီ point လို့သွားတာနော်ဘယ်ဘက်ချိုးသွားရင်ကျွန်တော်ကတဲပဲသွားမှာတရားပေါ်ဒါဒီ point ကြတော့အလုံး point နော်အလုံးနဲ့ပြည်လမ်းနဲ့ဆောင်တဲ့ point အလုံးလမ်းနဲ့ပြည်လမ်းနဲ့ ညာချိုးသွားရင်သူကအလုံးအောက်ကြီးမနိုင်လမ်းလို့အလုံးကန်းနာလမ်းကိုပေါက်တယ်နော်
ဘယ်ဘက်ချိုးရင်တော့ကျွန်တော်ကဒါဥထောင်မှုနော်ရွှေလုံးပြားတောင်ဘက်မဟုတ်ပြီးတော့ဖြတ်ပြီးတော့ဥဝိစာရဝိုင်းဖြတ်မယ်ရွှေလုံးပြားတောင်ဘက်မဟုတ်ဖြတ်ပြီးရင်ကျွန်တော်ဥထောင်မှုဝိုင်းပြီးဟိုဘက်ဆက်သွားရင်တော့ကန်ရိပ်သာလမ်းပေါ့ကျွန်တော်တိရစ္ဆာန်ရုံရှိရလမ်းပေါက်တာနော်ရုပ်ပေါက်ဒီရှိရတော့ဘိုးကျုံလမ်းပွိုင်းနော်ကျွန်တော်ဘယ်ဘက်ချိုးပြီးတော့ဘိုးထောင်ဖျားလမ်းထိသွားပြီးတော့ကျွန်တော်ဘိုးထောင်ဖျားဝမ်းလမ်းသွားမယ်နော်ဘယ်ဘက်အဆုံးဆုံးကအကြားထဲမှာတော့ကျွန်တော်ပြည်တော်သူရိပ်သာပွိုင်းနဲ့မင်းကျော်တော့ပွိုင်းကြောခဲ့တော့ဒီဘက်ဟုတ်လားတော့လမ်းတိုးလေးတွေမှာတော့အဲ့တော့ဘိုးကျုံလမ်းပွိုင်းနော်ဒါမျိုးလေးရောက်ပြီကျွန်တော်လည်းအမှန်ဆိုတော့သူတဲ့ပေးချင် Messenger တော့ Viber နံပါတ်တွေနဲ့ဖုန်းနံပါတ်နဲ့လိပ်စာတွေပို့ပေးထားလို့ရပါတယ်အင်အားဝန်ဆောင်မှုရှိပါမယ်ကျွန်တော် channel YouTube channel မှာလည်း video file လေးတင်ပေးထားပါတယ်ဝင်ရောက်လေ့လာပြီးတော့စိတ်ဝင်စားတယ်ဆိုရင် message လေးပို့ပေးထားပါဒီ channel မိကုန်းလေးရှင်းလည်းပေးထားပါဗျ video တော့ plan လေးနဲ့ကျွန်တော်ပြန်လည်ဖြည့်ချပေးနေပါတယ်ကြည့်ရှုရပြီးတဲ့တူချင်းဒီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာသူတဲ့ကောင်းတဲ့ဖြစ်ပါတယ်